Okay opera မင်္ဂလာပါကျွန်တော်အခုဒီမှာ Pingu boss တက်မှာပေါ့နော် Pingu boss spider boss Pingu မကိုတက်မယ်ကျွန်တော် normal မှုပေါ့နော်ကျွန်တော် level 32ပဲရှိသေးတယ်ထပ်မှုနဲ့ promo ကကြတော့သူကတာယာညားလာမှပွင့်မှာပေါ့နော်အခုတာယာ3တာယာ sorry တာယာမဟုတ်ဘူးပါလေ face ပေါ့နော် face 3ပဲရှိသေးတယ်ဆိုတော့မပွင့်သေးဘူးပေါ့နော်အခုဒီမှာကျွန်တော် normal မှုတက်မယ်ကျွန်တော် level ကလည်း32ပဲရှိသေးတယ်32ကျွန်တော်အခုဒီဟာဆက်ကကြတော့ဒီမှာကျွန်တော်လုံးဦးဆက်ရဲ့ဒီ shop နယ်နဲ့ဆက်က shop နယ်နဲ့တွဲတဲ့ကီးရမှာပေါ့နော်ဒီကောင်ရဲ့သုံးထားတယ်ဒီ mask ကကြတော့ကျွန်တော်သွေး80နဲ့အထက်ရှိလို့ရှိရင် weapon damage plus 10% ပေါင်းပေါ့နော်အကောင်သုံးထားတယ်ဒါတွေကတော့ဒီမှာ tire 1 gun လေးတွေဒီစကားတော့တာယာ3ပေါ့နော်ဒီအာမာတွေအကုန်လုံးတော့တာယာ2လေးပါโอเคအဲ့ဆိုရင်ကျွန်တော်ဝင်တက်ကြည့်မယ်နော်ပင်ကိုဘောကလွယ်လားဆိုတော့ဆော့ဘူးတဲ့သူကတော့လွယ်တာပေါ့နော်ဆောက်မဲ့လူတွေကတော့တိတ်တော့မလွယ်ဘူးနည်းနည်းလေးတော့ခက်တယ်ပေါ့နော်ဒါမဲ့သူ့ထားလေးတီးသွားရင်လည်းတိတ်မခက်တော့ဘူးပေါ့နော်โอเคလောလောဆယ်ကျွန်တော်တို့စီမှာလူနာလာနေဖြစ်တဲ့အတွက်ကျွန်တော်သွေးတွေလျှော့နေပါတော့โอเคသွေးလျော့နေဆိုတော့အရင်ဆုံးသူ့ထဲကိုဝင်ကကျွန်တော်တို့သွေးဖြည့်သွားမယ်ဖက်ရှာရင်းကျဲသုံးပြီးတော့ကျွန်တော်သွေးဖြည့်ထားလိုက်နော်sanity တားတက်နေโอเคသွေးပြည့်ပြီဆိုတော့ဝင်မယ်နော်โอเคဒါကကျွန်တော်ကြည့်နေကြဖြစ်နေပြီဆိုတော့ကြော်လိုက်နော်တော့အောင်မဟုတ်ချပြီကျွန်တော်တို့ပြန်ဒီတာဝါပေါ်တက်မှာပေါ့နော်ဒါလေးတော့တက်မယ်တက်ရင်အိုးဘက်ကန်တွေမှာဥတွေပေါ်လာလိမ့်မယ်ဥတွေကျွန်တော်လိုက်ပြစ်မယ်နော်ဥတွေလဲနေပြီဥတွေပြည့်နေသူကပင့်ဥပြင်းနဲ့ဆွဲတတ်တယ်နော်အဲ့ဟာလေးတတိထားပါဟိုဒါကျွန်တော်ချုပ်ခံလိုက်ပြီဝေးထိုးမယ်ပုံမှန်တော့ကျွန်တော်တို့ level ဟာမိုးလို့ဆိုလို့ရောက်ပြီဆိုလို့ရှိရင် blue wine sniper နဲ့ပေါ့နော်အဲ့ဒီကိုလိုက်ကြည့်ရကျွန်တော်ကအခုnormal mode ဆိုတော့အကျဉ်းကြီးမခတ်ဘူးဆိုတော့ဟို sniper မသုံးတော့ဘူးအဲ့ဒါပတ်ပြီးကွေးနှလုံးပဲကြံရင်ဒီအမျိုးဖြစ်ပြီးပေါ်ပြန်တက်မှာဒါမျိုးဖြစ်သွားတယ်ခုနလိုပဲဥတွေကိုတော့ခန်းဥတွေလိုက်ပြစ်မယ်နော်ဒါတော့အဲ့ဖြစ်တာဖြစ်ဖြစ်စီဆွဲသွားမှာနော်အဲ့ဒါကိုကြံနေတယ်ဟုတ် โ
ကြီးနော်တွေးတော့သုံးရတယ်ဒီပါလေးကြီးကြားတယ်ဗောနော်ပါလေးပါမယ်ကြည့်မယ်ဒီ VN ကကြတော့ကျွန်တော်တို့မှန်ပေါင်းကြောင်လေးတွေထည့်ထားပြီးတော့အိတ်ထဲထည့်ပြီးသူ့စီကထွက်တဲ့ဟာလေးနေပေါ့သုံးလို့ရတဲ့ဟာလေး crack လို့ရတယ်ပေါ့နော်အဲ့ crack တဲ့ဟာလေးတွေကိုသုံးမယ်ဆိုလို့ရှိရင်ဒီကိုနာကိုလာကတ်တဲ့ကောင်တွေအဲ့ပင်းခွန်မြင်နေချုပ်သွားတာပေါ့နော်ဒီကောင်သုံးမယ်ဆိုဒါလေးတွေပါပါတယ် wish collection ပါဗျာ okay ကျေးဇူးအများကြီးတင်ပါတယ်ဒါလေးကတော့ပင်ကို spider ပေါ်တတ်တာပေါ့နော်လွယ်တယ်အရင်ကြီးတော့မလွယ်ဘူးခက်လည်းမခက်ဘူးပေါ့နော်